ကရင်ပြည်နယ်မြဝတီမြို့မှာစီတူလောင်ထားတဲ့နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားပြီးအိပ်ပျော်နေတဲ့ကလေးငယ်2ဦးမီးထဲပါသွားတဲ့ဝမ်းနည်းစရာသတင်းထွက်ပေါ်လာပါတယ်။ဇွန်လ19ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဒီမီးလောင်မှုမှာအသက်6လအရွယ်တားငယ်လေးနဲ့73နှစ်အရွယ်သမီးငယ်လေးတို့နေရာတင်သေဆုံးခဲ့ရတာပါ။ဖခင်ဖြစ်သူကကားကိုပဲကယ်ပြီးကလေးငယ်တွေကိုမကယ်ဘူးဆိုတဲ့လူမှုကွန်ရက်ပေါ်ကဆွဆွဲချက်တွေနဲ့ပတ်သက်လို့မြေပြင်ကအဖြစ်မှန်တွေကိုအခုပဲတင်ဆက်ပေးလိုက်ပါတယ်။မင်္ဂလာပါခင်ဗျာရွှေပြည်နျူးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးချင်တာကတော့မြဝတီမြို့မှာဖြစ်ပွားခဲ့တဲ့ရင်းနှီးစရာမီးလောင်မှုတစ်တင်ပဲဖြစ်ပါတယ်ကအိုးကနေတစ်ဆယ်အနီးနားကဓာတ်ဆီပုံးတွေကိုမီးကူးဆက်ရာကနေနေအိမ်တစ်လုံးလုံးမီးတောက်တွေဝါမျိုးချင်းခံလိုက်ရတာပါဒီဖြစ်စဉ်မှာအပြစ်ကင်းစင်တဲ့ကလေးငယ်2ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ကလေးအဖေပေါ်ဝေဖန်နေကြတဲ့စကားတွေကြောင့်လဲမိသားစုဝင်တွေပိုပြီးစိတ်ထိကြိုက်နေကြရပါတယ်ဖြစ်စဉ်ကတော့ဇွန်လ19ရက်နေ့ညနေ4နာရီဝန်းကျင်ကမြဝတီမြို့အမှတ်9ရပ်ကွက်ခေါမလီလမ်းမှာရှိတဲ့3ထပ်တိုက်မြေညီထပ်မှာဖြစ်ပွားခဲ့တာပါအဆိုပါနေအိမ်ဟာထိုင်းဘက်ကနေစီတွေဝယ်ပြီးအိမ်မှာတိုးလောင်ကပြန်လဲရောင်းချတဲ့အိမ်လို့သိရပါတယ်ကအိုးနဲ့ထမင်းအိုးတဲရာကနေအနီးနားကဓာတ်ဆီပုံးတွေကိုမီးကူးဆက်ပြီးပောက်ကွဲမှုတွေနဲ့အတူမီးအရှိန်ပြင်းထန်သွားခဲ့တာပါမီးလောင်တဲ့အချိန်မှာအသက်6လအရွယ်တားငယ်လေးနဲ့73နှစ်အရွယ်သမီးငယ်လေးတို့ဟာအိတ်ခမ်းထဲမှာအိပ်ပျော်နေကြတာဖြစ်ပါတယ်မီးလောင်တာကိုတိချင်းမှာပဲဖခင်ဖြစ်သူဟာတားငယ်လေးရှိရာပကတ်စီကိုအတက်ဆွန့်ပြီးပြေးဝင်ကယ်ဆယ်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးလုံးစာနဲ့ပဲတူသွားခဲ့တဲ့အချိန်မှာတားလေးအိတ်နေတဲ့ပကတ်ကိုမီးတောက်တွေကအကြီးအကျယ်ဝါမျိုးထားပြီးဖြစ်ပါတယ်။မီးတောက်တွေကြားထဲကနေတားလေးကိုဆွဲထုတ်ဖို့ကြိုးစားရင်ဖခင်ဖြစ်သူကိုယ်တိုင်လည်းခြေထောက်နဲ့နောက်ကျောတွေမှာပြင်းထန်တဲ့မီးလောင်ဒဏ်ရာတွေရရှိသွားခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်မှာတော့ကလေးအဖေကကားကိုပဲနှမျောပြီးလူကိုမကယ်ဘူးဆိုပြီးအပြစ်တင်ဝေဖန်နေကြတာတွေရှိပါတယ်။ဒါပေမဲ့မြေပြင်အခြေအနေမှာတော့ဖခင်ဖြစ်သူဟာကလေးတွေကိုကယ်ဖို့အစွမ်းကုန်ကြိုးစားခဲ့တာပါကလေးတွေကိုကယ်မရတော့တဲ့အဆုံးမှာအိမ်ရှိကကားတွေကိုမီးမကူးအောင်ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်ဒီမီးလောင်မှုမှာအသက်85နှစ်အရွယ်အဖိုးအိုတဦးလည်းဒဏ်ရာတွေရရှိပြီးဆေးရုံမှာကုသမှုခံယူနေရပါတယ်မြဝတီမြို့မှာအခုလိုနေအိမ်တွေထဲစီတိုလောင်ပြီးရောင်းချတာတွေဟာအလွန်အန္တရာယ်ကြီးမားလာပါတယ်ပြီးခဲ့တဲ့မေလကလည်းမြိတ်မြို့မှာစီဆိုင်မီးလောင်လို့3ဦးသေဆုံးခဲ့တယ်လို့အခုလည်းပေါ်စားမှုတစ်ခုကြောင့်အပြစ်မဲ့တဲ့ကလေးငယ်2ဦးရဲ့အသက်တွေပေးလိုက်ရပြန်ပါပြီ။ပြည်သက်ကြီးအနေနဲ့လည်းနေအိမ်တွေမှာလောင်စာစီတိုလောင်တာ၊ဓာတ်အိုးအသုံးပြုတာတွေနဲ့ပတ်သက်လို့အထူးတတိထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။အခုလိုမျိုးထူးခြားတဲ့သတင်းထူးသတင်းဦးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမလို့ကျွန်တော်တို့ရဲ့ရွှေပြည် News ဆိုတဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကြည့်ရှုပေးကြတဲ့ပြည်သက်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲပေးကင်းကြပါစေ။